အားလုံးပဲမင်္ဂလာပါဒီကနေ့တင်ဆက်ပေးချင်တာကတော့ငတငယ်ကြီးဆိုတာမောင်နှမလို့ပဲသဘောထားတဲ့သူတွေအတွက်လောက်ကမရီဇလန်လေးတင်ဆက်ပေးချင်ပါတယ်မနက်တိုင်းကြော်ရိုးကိုကြောင်းသွားဖို့အတွက်လက်ခေါ်သူကတငယ်ချင်းမလေးရှိတော့ပါတငယ်ချင်းနဲ့မဟုတ်ဘူးလားဆိုကလက်ချင်းချိတ်ပြီးကြောင်းသွားနေပါတယ်အထာပေးနေလဲမသိတဲ့ကြော်ရိုးကိုရှိတော့တယောက်ငါဘလောက်တော့လှအောင်ပြင်ထားလဲသိရလားအယူကောင်ဆိုတာဒေါသထွက်နေပါတယ်အတွေးလို့ရင်လမ်းမှာချော်လက်ချက်သွားကဆလွဲနေပါပြီလူနာသွားတဲ့ရှိတို့ကိုဆေးရိပ်ဘက်ကကြောင်းသွားဖို့ပြင်ပါတယ်ဟိုလေးလက်မလျှော့နိုင်တော့လို့လက်လေးကန်ထားပေးပါလိုက်မတက်နိုင်တဲ့အဆုံးမှာကျော်ကြီးကအနိနာခံကအကြောင်းကိုလက်ချင်းတွဲပြီးတော့သွားကြပါတယ်လမ်းမှာအကာရီနဲ့ဒေတိုးသွားတာမို့ရှက်နေပါတယ်အမေလက်ကင်ပြီးတော့ကြောင်းသွားနေကြတယ်ပေါ့အန်တီကိုဓာတ်ပုံရိုက်ပြီးပြရမယ်ဆိုကစာအုပ်ပြန်ကောက်ရမှာတော့လက်တွေတုံနေပါတယ်ကျော်ကြီးကစာအုပ်ကောက်ပြီးတော့မကိုင်းတဲ့အယူကောင်နင်ရှိတို့တခုလို့ကတော့ငါနဲ့တွေ့မယ်မဟုတ်ဘူးလေငါဘာမှမလို့လေအကာရီကိုထိလိုက်တာရော့စားလိုက်လွဲရင်းနဲ့ရိုက်ချလိုက်ပါတယ်နှစ်ယောက်သားရန်ပြင်းနေကြပြီးကြောင်းရောက်တဲ့အထိရန်ပွဲကမပြီးသေးပါဘူး။ကြော်ရီတောက်တဲ့အေးကိုစင်တူဖြစ်အောင်ဝယ်လာပြီးနင်ကဘာလို့ငါနဲ့တူတာဝယ်ရတာလဲဆိုတာရန်ရှာနေပါတယ်။ကြော်ရီကလည်းအလျှော်ပေးလိုက်ကဒီအေးဘူးတောက်လို့ကောင်းတယ်မို့လား။ဘာလဲမင်းနေလို့ဘာမှမဟုတ်အယူလို့အပြစ်လိုက်ပါတယ်။သူမကိုအယူလို့ခေါ်တာကြောင့်ငါမှတော့နေပြန်ကြည့်အောင်လှတပတ်ထတွေဝတ်ထားရတာစာရီကျိုးစားထားရတာနင်ကအယူလို့ခေါ်တယ်ဘော့ဆိုတာတွေးနေပါတယ်။ကြော်ရီကအေးတောက်ဖို့ပြင်တော့အေးဘူးမှားသွားတာမို့တားလိုက်ပေမဲ့အကာရီကတောက်ပြီးသွားပါပြီ။ပြီးမှသွဲဝဲအနက်ဆိုတာရှက်နေပါတယ်။ရှက်ကိုရှက်ကန်တဲ့ကြော်ကြီးကိုအမဲမျက်နှာအနီနဲ့ရှက်နေရလားယွန်စရာကြီးဆိုတာစားနေပါတယ်ခဏကြာတော့ရှီတို့ကချစ်စရာလေးပြီးတော့သဘောအကောင်းသေးတယ်အကာရီကလှပြီးစားလက်တော့တယ်ဘာလို့မင်းနဲ့ငယ်တငယ်ချင်းတွေဖြစ်နေရလဲဆိုတာတငယ်ချင်းတွေကမနာလို့ဖြစ်နေကြပါတယ်အားလည်းရမှာကြော်ကြီးကဘတ်စကားနဲ့ပေါမောဆိုင်သွားနေတော့တိုက်ဆိုင်ရင်တော့ရှီတို့လည်းရှိနေပြီရှီတို့ကဘတ်စကားစီးနေတာဘာမှမကင်ထားတာမို့အချိန်လွန်သွားတာကြောင့်ကြော်ကြီးကိုဖက်တယ်လို့ဖြစ်သွားပါတယ်ရှီတို့ကရှက်နေကရေခုတ်တန်းနေမြင်နေတာကြောင့်ကြော်ကြီးနဲ့ရှီတို့ကစင်ကြံလိုက်ခဲ့ပါတယ်ကျော်ကြီးကရှီတို့ကောင်းမှုနေတဲ့ထင်လို့အေးဘူးဝယ်ပေးဖို့အတွက်ဆင်းနေလိုက်တာပါရှီတို့ကတော့စိတ်ညစ်နေကဘတ်စကားကိုထပ်ဆောင်နေကြပါတယ်နောက်နေ့ကြောင်းတက်တော့မိုးရနေတာမို့စကားဆက်တိုင်းစော့နေကြပြီးဂျပန်မှာအခေါ်အဝေါ်နဲ့အတန်ထွက်တွေအများကြီးမို့မပြောပြတော့ပါဘူးညနေရောက်တဲ့အခါဖင်လန်းကလာနေတဲ့ကျော်ကြီးကမိုးခိုနေတဲ့အကာရီနဲ့တွေ့ပါတယ်အိမ်နီးနားချင်းနေမို့ကျော်ကြီးကထီးတူဆောင်ပြီးအိမ်ပြန်ဖို့ခေါ်လိုက်ကမိုးဆူနေတဲ့အကာရီကိုကြည့်ပြီးကျွန်တော်တော့ရင်ခုန်လာပါတယ်ထီးကျူဆောင်ကထွက်လာကြပြီးကျော်ကြီးကမိုးပတ်နေရကြောင်းအကာရီကလက်ကင်ပေါ်နဲ့တုပ်လိုက်ဆိုကထိကိုက်ပေးမဲ့ပြောပြီးလက်ကင်ပေးနေပါတယ်ကားတတိလာနေပြီးကျော်ကြီးကရှေ့ရဝင်ကပေးလိုက်ပေမဲ့မွေးရဆူတော့ကရှက်သွားတာမို့ပါရိုက်ကထွက်ပြေးသွားပါတယ်ရှီတို့ကတော့ရှော်သေးရလို့မုတ်တွေဝယ်လာပေမဲ့မကုန်နိုင်တာမို့မုတ်တူဆွားရအောင်အကာရီအိမ်ကိုရောက်လာပါတယ်နေကျက်တက်ထားတဲ့အကာရီကမသိပါဘူးငါအတံမပွင့်လေးနာသူကသဘောကောင်းကောင်းနဲ့ငါ့ကိုကောက်ွယ်ပေးတဲ့ဟာကိုကျော်ကြီးပုံကြည့်ပြီးရေရနေရပါရှီရိုရှိမန်တီတော့ရှက်သွားပါတယ်ဟိုလေးတပုတ်ကိစ္စထင်မလဲနဲ့တော့သူ့ကိုမုံလို့ပါဟာပြီးတော့စကားလမ်းကြောင်းလက်ကဖုန်းကိုပြလိုက်ပေမဲ့မြန်မာလိုအေး YouTube မှာရှာထားတာတွေကြောင့်ရှက်သွားပြန်ပါတယ်ရှီရိုကတော့မမေးချင်ပေမဲ့နေကျော်ကြီးကိုဘယ်လိုမြင်လဲဒေါသထွက်တယ်စကားပြောတာကိုတော့ရုပ်သေးကြီးနဲ့အဖက်မလုပ်ဘူးလေငါတို့ယောက်ျားလေးလိုဆက်ဆက်နေတဲ့အယူကောင်ဟုတ်ပါငါမွေးနေတော့ဒိုင်နိုဆောအယုတ်ပေးတာအရင်အကြောင်းတွေပြန်ပြောရင်းရှိနေကြပါတယ်ကျော်ကြီးကအခန်းရှိမှာရောက်နေပြီးအကာရီကိုလက်ကင်ပေါ်လာပေးပေမဲ့ငါ့ကိုဘာလို့ဒီလောက်တော့မုန်းနေကြရလဲငါဘာကောင်းမှမဟုတ်ဘူးလေဆိုကထွက်သွားဖို့ပြင်လိုက်ပေမဲ့အော်တန်ကြားလို့စိပူပြီးဝင်လာတာကြောင့်တတိမအောင်ရိုက်ခံလိုက်ရပါတယ်နောက်ပိုင်းတွေမှာပြန်တွေ့ကြမယ်ဗျဘိုင်